အားလုံးမင်္ဂလာပါဒီနေ့မှာတော့1 မှာရရှိနေပြီဖြစ်တဲ့ LED aluminum profile ကို mix ဆက်ပေးသွားရင်လည်းအသုံးပြုပုံလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ခုအနေနဲ့ကတော့ခွန်ဆက်ခွန် size ဖြစ်ပြီးတော့မှသူ့မှာတော့နှစ်ဖားပါတဲ့ profile နဲ့နှစ်ဖားမပါတဲ့ profile ဆိုပြီးတော့မှနှစ်မျိုးရှိပါတယ်နှစ်ဖားပါတဲ့ profile ကိုတော့ ceiling တွေ furniture တွေမှာ16 mm အကျယ်9 mm line ထိုးပြီးတော့ကော့ကတ်သို့မဟုတ်စကူဆွဲပြီးတော့LED straight လေးတွေက power supply နဲ့ဝက်ဖက်အသုံးပြုနိုင်ပါတယ်ဗျဒီနှစ်ဖားမပါတဲ့ profile ကိုတော့ line မထိုးတဲ့ furniture တွေ down corner တွေအနောက်ကနေအလင်းအောင်ထွက်တဲ့ furniture design တွေမှာအသုံးပြုလေးရှိပါတယ်သူကတော့ line ထိုးစရာမလိုတော့ furniture တွေလုပ်ပြီးတော့မှမီးတက်ချင်တဲ့သူတွေအတွက်အဆင်ပြေတာပါဗျာတက်ဆင်တဲ့နေရာမှာလည်းသူ့မှာပါတဲ့ clip ကလေးကိုလိုချင်တဲ့နေရာတိုင်းတာပြီးစကူဆွဲပြီးတော့မှအလွယ်ကူဆုံးတက်ဆင်နိုင်တာပဲဖြစ်ပါတယ်ကလစ်မထည့်ချင်တဲ့သူတွေအတွက်လည်း profile အတွင်းရရင်ပြီးတော့မှ6-3မှုစကူနဲ့ဆွဲ LED straight လေးကပ်ပြီးတော့မှ power supply နဲ့လည်းတွဲဖက်အသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့10-20 size ပဲဖြစ်ပါတယ်သူကတော့အဖြူရောအမဲရောနှစ်မျိုးလုံးရရှိတာပဲဖြစ်ပါတယ်သူ့ကိုတော့ဒီဘက်ခေတ်မှာခစ်စားလာတဲ့ interior design တွေမှာထည့်သွင်းအသုံးပြုတဲ့ ceiling တို့ wall တို့မှာ LED straight လေးတွေအဖြစ်အသုံးပြုတာများပါတယ် ceiling မှာတက်ဆင်တဲ့အခါမှာတော့ ceiling မှာဘုတ်ကပ်ပြီးတော့မှသူ့အတွက် line လေးဖြတ်ပြီးတော့လိုတဲ့နေရာ frame ထပ်ထိုးပြီးတော့မှသူ့ကိုစကူနဲ့ဆွဲပြီးတော့မှတက်ပြီးအသုံးပြုနိုင်ပါတယ်ဒီနေရာမှာသတိထားသင့်ရတာတော့ ceiling တွေတက်ဆင်တဲ့အခါမှာဆေးမတုတ်ခင်သူ့အတွက် line လေးထိုးပြီးတော့မှဆေးတုတ်လို့နောက်ဆုံးတစ်ခုတ်ကျန်တဲ့အချိန်မှာမှတက်ဆင်သင့်ပါတယ်သူ့ကိုဆေးမတုတ်ခင်တက်ဆင်လိုက်မယ်ဆိုရင်တော့အနားသက်တွေကိုပတိတွေဆေးတွေပေကျန်ပြီးတော့အနားသက်တွေလှမှာမဟုတ်ပါဘူးအရှိရပြောသွားတဲ့ profile နဲ့အားလုံး1 မှာရရှိနေပါပြီကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ